Fortuna မှာရှိရတာရှိတယ်သူ့ရဲ့ဒီညာဘက်ဒီ passenger ဘက်ကတခါပေါ့နော်သူကမိုးတအားရွာပြီဆိုရင်ရေတွေကပြည့်နေတယ်ကျွန်တော်ဒီ liner ကြားထဲကနေစိတ်နေထင်ပါတယ်မိုးတအားရွာပြီနေ့3တော့စက်တိုက်မိုးရွာသွားပြီဆိုရင်အဲ့ထက်မှရေကပြည့်နေပြီဟိုတော့ကျန်တဲ့3ချက်ကမဖြစ်ဘူးအဲ့တစ်ချက်လည်းဖြစ်နေတာတခြား Fortuna တွေဖြစ်လာတယ်လည်းကျွန်တော်မပြောတတ်ဘူး Fortuna မှာတခြားကျွန်တော်မကြိုက်တာကသူ့ရဲ့ဒီ TRI ကဒီလေသားတွေကစီးချွတ်တာတွေကအရင်မြန်တယ်ပြီးတော့ဒီ interior မှာကော်သုံးထားတာတွေကလည်းသူကမကောင်းနေဘူးပေါ့နော်မှန်တိုင်းပြောရင်ဒီထက်နည်းနည်းပိုကောင်းအောင်သူလုပ်ပြီးလို့ရတယ်လို့ကျွန်တော်ထင်တာပဲပြီးတော့သူသုံးထားတဲ့လေသားဆိုတာလေသား quality ကနည်းနည်းညံ့တယ်ဥပမာ Prado GDN Prado 2000ခွန်တစီရှိတယ်သူဆိုရင်ကီလို3,800ဒီကောင်ဆိုရင်220လောက်ရှိပြီဆိုတော့ကTR နဲ့အခုချိန်ဒီလုံးဝဝင်းပြီးတော့ဘာမှကိုမဖြစ်သေးဘူးလုံးဝတင်းနေရပဲကျွန်တော်ဒီ Fortuna မှတ်ရကျွန်တော်သတိထားမိသလောက်ကီလို6,000လောက်မှသူကစကွက်ချင်နေပြီပြီးတော့ဒီကီလို9,000နားလေးမှသူအမှအဲ့လိုတွေပါအဖက်လိုက်တွေပါကွာလားဒါတွေဆိုရင်တော့တော်တော်လေးညံ့နေပြောမှာပေါ့နော်ပြီးတော့သူကထိုင်ရတာအတွင်းကန်းကကျင်းတယ်တော့ကျွန်တော် parking ဖောက်စီးထားတာဟို9နှစ်ကျော်လောက်ရှိပြီတောင်ကြီးကလောလာရှိုးမှုဆယ်ငွေဆောင်အဲ့လိုအကုန်သွားတာအောက်ပိုင်းအရင်ကောင်းတယ်တခုခုဖောက်တာလိုမျိုးလုံးဝမရှိဘူးအကုန်လုံးကဟိုတော်တော်လေးကောင်းတယ်အဓိကဒီ driving နေမှာ Fortuna အရင်အဆင်ပြေတယ်ကျွန်တော်သူ့ရဲ့ဒီ turning radius ကလည်းအရင်ငယ်တော့ကြတော့ဒီကားငယ်ကွေးတွေဘာတွေမှာလဲသူကတော်တော်လေးအဆင်ပြေတာ Fortuna ကမောင်းရတာကျွန်တော်လေးပြောလို့ပြောတာမဟုတ်တော်တော်မောင်းလို့ကောင်းတယ်JDN Surf တွေ Prado တွေစီးလာဆိုတော့အဲ့လောက်နီးနီးစီးလို့ကောင်းတယ် Fortuna သူ့ရဲ့ driving ကတကယ် JDN လောက်နီးနီးကောင်းတယ်သူကဒီအပြင်တန်သား body တွေရောစီးသားတွေရောလိုက်ကားသားတွေရောFortuna အခုဒီ CPU အလုံးနေထဲမှာကျွန်တော်သဘောအကျဆုံးပဲ rush တွေပါဆိုရင်တော်တော်လေးကိုညံ့နေဗျာဒီလားကျွန်တော် rush လဲကျွန်တော်ဝယ်စီးလိုက်သေးတယ်တော့မကြိုက်တော့လို့ဘယ်လိုမှစီးလို့အဆင်မပြေလို့ကျွန်တော်2လလောက်စီးပြန်ရောက်လိုက်ရတာဒီ comfort ဘိုင်းမှာလည်းဒီ segment အနေထားရတော်တော်လေး comfort ဖြစ်တယ်ကျွန်တော်စီးရတာတော်တော်ကြိုက်တယ်ဒီ9နှစ်လုံးကျွန်တော် highway သွားပြီဆိုကျွန်တော်ဒီကားနဲ့ပဲသွားတာကျွန်တော်တခြားဘယ်ကားနဲ့မှမသွားဘူးဘာလို့လဲဆိုတော့အသစ်ဆိုတော့စိတ်ချရတယ်လမ်းမှာပြက်မှာတွေပါမပူရအောင်ကျွန်တော် Prado နဲ့တော့ကျွန်တော် highway အမှန်တိုင်းပြောရင်ကျွန်တော်တိမသွားရဲဘူးဒီ Fortuna နဲ့ပဲကျွန်တော်ယူသွားတာများတယ်ဥပမာကျွန်တော်အရန်ကိုကြိုက်တာကသူ့ရဲ့စီစားတော့ကျွန်တော်ရန်ကုန်သွားတော့နောက်ဆုံးတစ်ခေါက်ရန်ကုန်သွားတော့ဒီမန္တလေးကနေစတစ်ဖက်ချင်းကျွန်တော်အခုမှတ်ထားပြီးတော့ကျွန်တော်သွားထားရရှိတယ်ဒါဒီမှာကြည့်လို့ရတယ်ဒီကနေအခုဒီရန်ကုန်တိုးဂိတ်အဝင်အထိကိုဒီကောင်က 7.7 လီတာပါကီလို100 ကီလိုမီတာရတယ်ဆိုတော့12.9ကိုဆိုတော့73 ကီလိုမီတာပါလီတာလောက်ရတယ်1လီတာကို73 ကီလိုမီတာလောက်သွားလို့ရတယ်ဆိုတာဒီကား size နဲ့ဒီ 2.8 diesel engine မှာဘယ်လိုနေကျွန်တော်တော့တက်တာတယ်လို့ထင်တာပဲ Essence ဆိုလဲကျွန်တော်မျိုးရဲစီးတယ် Fortuna ဆိုလဲမျိုးရဲစီးတယ်စီထဲရတာတိတ်မကွာဘူးတခါမျိုးရဲကိုပြောတာနော်မျိုးရဲပြောတာ highway ဆိုရင်တော့ Essence ပိုတက်တာတယ်လို့ပိုတက်တာတယ်နောက်ထပ်အရန်ကြိုက်တဲ့ဟာသူ့ရဲ့ brake ဒါတော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်သူ့ရဲ့ဒီ Fortuna ရေခဲမိမှာ brake အုပ်လိုက်ရင်ကျွန်တော် confident တော်တော်ရတယ်ဒီသူ့ရဲ့ brake အထာအရန်ဟောပေါ့နော်တော်တော်လေးကျွန်တော်တို့အဆင်ပြေတာပေါ့အခုချိန်ဒီကျွန်တော်ဒီလောက်သွားတာ short bus စီရိုတာတွေအောက်ပိုင်းအတန်တစ်ချက်ထွက်တာတွေလုံးဝမရှိဘူးအခုချိန်ဒီတော့ကားအကုန်လုံး fine တယ်အယောင်းဝယ်ဖြစ်တဲ့ဈေးတော့ကျွန်တော်မသိဘူးကျွန်တော်အဲ့လို page 2ခု3ခုလောက်မှာpage 2ခုလောက်မှာတင်ထားတွေ့ဘူးတယ်သူတို့ဘယ်လောက်ခေါ်လဲဆိုတော့4,500 4,600ခေါ်ရတယ်လောက်4,500လောက်ကြီးထီတော့ကျွန်တော်တော့ဘလို့မှတန်နေမထင်ဘူးMazda 6.5တို့ Mazda 6တို့2000နားလေးတွေဆိုရင်အရန်တန်နေဗျာဖြစ်နိုင်ကျွန်တော်ဆိုအဲ့ကားလေးဆိုကျွန်တော်ပြန်ဝယ်စီးချင်တာ